ပြည်ထောင်စုဖောင်းနဲ့စာရိုက်တဲ့အခါမှာဒီလိုမျိုးမြန်မာစာနှလုံးစင်လေးတွေရိုက်ဖို့ခက်နေရဆိုရင်ဒီဟာလေးကိုကြည့်တော့နော်ဒီမှာကျွန်တော်ဘယ်လိုရိုက်ရမလဲဆိုတာကိုပြပြပေးထားပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ဘယ်လိုရိုက်ရမလဲဆိုတာကိုရေးပေးထားပါနော်โอเคဒီထဲမှာကျွန်တော်တို့ကဒီမှာကျွန်တော်ဥက္ကဋ္ဌလေးကိုကျွန်တော်နမူနာရိုက်ပြပေးမယ်နော်ကျန်တဲ့ဟာတွေလည်းဒီတိုင်းပဲနော်ဒါလေးကနမူနာရိုက်ပြပေးတာပါနမူနာရိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာအခရာဥကိုရိုက်ဖို့အတွက် shift နဲ့ u နဲ့ကိုရိုက်မယ်နော်ကျွန်တော်ဒီဟာလေးကလည်းမှားတတ်ပါတယ်နော်ညလေးနဲ့မှားတတ်ပါတယ်โอเคနောက်တစ်ခုကကြတော့ကျွန်တော်ကကာကြီးနှလုံးစိရိုက်ဖို့အတွက်ဆိုရင်ကျွန်တော်ကဒီမြန်မာစာရိုက်မယ်ဆိုရင်တော့နှလုံးစိတော်တော်များများ shift နဲ့ f နဲ့ကိုတွဲပြီးတော့ရိုက်ရတယ်နော်ဒီ shift နဲ့ f နဲ့ကိုတွဲလိုက်ရင်ကျွန်တော်ကနှလုံးစိတော်တော်များများဒါနဲ့ပဲတွဲရိုက်တယ်နော်ပြီးတော့ဆိုဖောက်ပါโอเค shift f နဲ့တွဲရိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီလိုမျိုးဒီလေရပါတဲ့ဒီမျိုးထားဝင်ပါပေါ့နော်ဒီလိုမျိုးကြာရင်ကြာကျွန်တော်တို့ကဒီမှာ shift 3 shift f shift 8ဆိုတာလေးတွဲပြီးရိုက်ရပါတယ်နော်โอเคကျွန်တော်ဒါကိုရိုက်ပြပါမယ်အရင်ဆုံး shift နဲ့ u လေးနဲ့ရိုက်ပါမယ်ကျွန်တော်ဒါဆိုရင်ကျွန်တော် shift နဲ့ u လေးနဲ့ရိုက်တာနဲ့ကျွန်တော်တို့ဒီလိုပုံလေးဖြစ်သွားပါပြီနော်โอเคကျွန်တော်ပြမယ်โอเค shift နဲ့ u လေးနဲ့ရိုက်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာအခရာဥလေးရကာကြီးနှလုံးစင်ကိုကြာကျွန်တော်တို့ကအရင်ဆုံးကာကြီးတစ်လုံးရိုက်လိုက်ပြီးတော့ကျွန်တော်တို့ကအောက်ကတစ်စင်ကိုရိုက်မယ်ဆိုရင် shift နဲ့ f နဲ့ဒီလိုမျိုးတွဲနေမယ်နော်ကျွန်တော်တော်တော်များများဒီလိုပဲနေပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာအောက်မှာအပေါင်းလေးပေါ်လာပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ် u လေးထိုက်နေလိုက်အောင်မယ်နော်ကျွန်တော်တို့ဒါဆိုရင်ကာကြီးနှလုံးစင်ရပါပြီဒါဆိုရင်ကျွန်တော်ဒီလိုမျိုးလေရပါတယ်ဒါလေးရမယ်ဆိုရင်ကျွန်တော် shift နဲ့ tree နဲ့ကိုရမယ်ဒီဟာ tree ရပဲရတယ်ဆိုကျွန်တော်ဟိုညာဘက်ကဟိုကဏ္ဍလေးကိုပြောရအောင်เนาะကျွန်တော်ဒီဟာလေးကိုပြောတာပါပါမယ်ဒီမှာကျွန်တော်တို့ shift လေးကိုနှိပ်လိုက်မယ်เนาะကျွန်တော်ဒီမှာ shift လေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာဒီဟာလေးကိုပြောပါเนาะဒီ tab link ချိန်လေးပေါ့เนาะဒီ shift လေးကိုပြောပါเนาะ okay ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒါဆိုရင် shift နဲ့အဲ့ဒါလေးကိုနှိပ်မယ်เนาะ shiftနဲ့ဒါလေးနှိပ်လိုက်ဒီမှာ tab link ချိန်လေးပေါ်လာပြီဒါဆိုရင်ကျွန်တော်က tab link ချိန်ပေါ်လာပြီဆိုတော့နောက်တစ်ခုထပ်နှိပ်မယ် shift နဲ့ f နဲ့ထပ်နှိပ်မယ် shift နဲ့ f ဒါဆိုရင်ကျွန်တော်ဒီမှာအောက်ကအပေါင်းလေးပေါ်လာပြီနောက်တစ်ခုကကြာကျွန်တော် shift နဲ့ 8 နဲ့ထပ်နှိပ်လိုက်ရင်ကျွန်တော်ဒီလိုလေးရပြီဖြစ်ပါတယ်เนาะ okay ပါဒါကတော့ကျွန်တော်နမူနာပြတာပါ channel ဟာလည်းကျွန်တော်ဒီတိုင်းလေးပဲရိုက်သွားလို့ရပါတယ်ဒီမှာတနည်းကနေဆိုလည်းဒီမှာကျွန်တော်ဒီတိုင်းလေးပဲရိုက်သွားမှာပဲเนาะ okay ပါကျွန်တော်ဒီမှာဦးဆိုရင်လည်းကျွန်တော်ကဦးကရလူတော်တော်များများမားတယ်လို့ပေါ့เนาะဦးကကျွန်တော်ဒီမှာ shift နဲ့ m နဲ့ကိုတွဲရရင်အခရာလုံးကြီးတင်စမ်းခတ်ရပါတယ်เนาะအဲ့အောင်မဝိဆန်တယ်လို့ပေါ့လေဒီဟာလေးထည့်လိုက်အောင်ပါပဲเนาะ okay ပါအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ဗျကြည့်ရှုပေးလို့တန်ခေးပါ